အားလုံးမင်္ဂလာပါဗျာမိုးသားကြပါဗျာအားလုံးကျမ်းမာချမ်းသာကြပါစေပြီးအဲ့ဒီကင်းကြပါစေကောင်းကျိုးလိုအင်စန္ဒာများအမြန်ဆုံးတစ်လုံးတစ်ဝတည်းပြည့်စုံရပါစေဗျာဆရာကြီးများဆရာလေးများဝါသနာရှင်များအားလုံးကိုကျွန်တော်ကျေးဇူးစာဖြင့်ကာရဝါပြုတဲ့ပါခင်ဗျပရိသတ်ကြီးကျွန်တော်ပြကြလေးပေါ်လာပြန်ပြီနော်2004ကပါကျွန်တော်ဒီ site ဟောင်းလေးရနော်ခုအတွက်3မိုးဆက်လေးပြရင်2004ကဒီမှာ22ကြိမ်မှာ9ခါတယ်အောက်ကပရိနှစ်တယ်အပြာဖိုင်လေးနော်ဖိုင်လေးကအပြာလေး9ခါအောက်မှာပရိနှစ်တယ်ပရိနှစ်ပြီးရင်ဘယ်ပစောင်းကကွာတစ်တယ်ကွာတစ်ကိုတဘောကြော်ရင်ပရိ6ထွက်တယ်အဲ့ဒီပရိ6ကနေပြီးတော့သူက14ကြိမ်ရောက်သွားရင်9ထိပ်ကိုကဖြစ်တယ်နော်9ထိပ်ကိုကဖြစ်ပြီးတော့2ကြိမ်ကြလို့ရှိရင်3ညာခဖြစ်တယ်အဲ့ဒီ3ညာခရဲ့အထက်ကနေ1 2 3 4နောက်ပေါင်း6လို့ရတယ်ဒါပထမပိုင်းနော်အဲ့တော့နောက်တစ်ခါလာပြန်ပြီသူက2015မှာပါ22ကြိမ်မှာ9ခဖြစ်တယ်အောက်ကဗရိတ်2ဖြစ်တယ်ဘယ်ဘက်ဆောင်ကကွာ1ဖြစ်တယ်တကွဲကျော်တော့ဗရိတ်6ဖြစ်တယ်သူကအဲ14ကြိမ်မှာပဲ9ထိပ်ကိုခဖြစ်တယ်2ကြိမ်ကျတော့3ညာခဖြစ်တယ်နော်2ကြိမ်ကျ3ညာခဖြစ်တယ်အထက်ကနေပြီးတော့1 2 3 4နောက်ပေါင်း6ဖြစ်တယ်ဒါက2025ကျတော့အဲ့ဒါလာဖြစ်ပြန်ပြီနော်မနစ်ကပေါ့ဗျာ22ကြိမ်မှာ9ခဖြစ်တယ်အောက်ကဗရိတ်2ဖြစ်တယ်ဘယ်ဘက်ဆောင်ကကွာ1ဖြစ်တယ်ကွာ1ဖြစ်တယ်ဘယ်ဘက်ကိုတကွဲကျော်တော့ဗရိတ်6ဖြစ်တယ်14ကြိမ်မှာ9ထိပ်ကိုခါဖြစ်တယ်2ကြိမ်ကျတော့3ညာခါဖြစ်တယ်နော်အထက်ကနေပြီးတော့1 2 3 4ဆိုနောက်ပေါင်း6လို့ဖြစ်တယ်အဲ2025တုံးကပြည့်သွားအဲ့တော့ခုနောက်ပေါင်း6ရဲ့ဒီညာဘက်နှစ်မှာကျွန်တော်တို့နော်ညာဘက်နှစ်မှာဆိုတော့ကျွန်တော်ကဒါဟိုဝါသနာကျင်တယောက်ကနေပြောဆရာရဲ့တဲ့ကျွန်တော်တို့ကြည့်ရတာနည်းနည်းခက်လို့ပါခါတိုင်းလို့ပဲကင်မရာကိုနည်းနည်းလေးချဲ့ပြီးတော့ပြပါဆိုလို့ကျွန်တော်ဒီလိုလေးနည်းနည်းကြည့်တဲ့လူတော့နည်းနည်းတော့ကင်မရာလှုပ်တာပေါ့ဗျာနော်အတိကညာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကပြချင်တာကဒီပထမဆုံးဖြစ်တဲ့2004နောက်ပေါင်း6ရဲ့နောက်နှစ်6ကြိမ်ကနန်းခွန်93နော်အဝါရောင်အဲ့ဒီအဝါရောင်ကကျွန်တော်ဒီကနေလာတယ်နော်ဒီလိုပြပါဒီလိုပြမယ်ဆိုတော့သူကဒီလိုပြမယ်နော်ဒီမှာခွန်ထိတ်တပင်ကျော်တော့9ခါသူ့ရဲ့တပင်ကျော်က3ထိတ်လာမှာကတော့ခွန်93လို့လားတာမာကဒီခွန်ထိတ်ကနေပြီးတော့1 2 3 4 5 6 9 10 10ခွန်တဲ့ကြမှာခွန်93လို့လားနော်ကြည့်မယ်အဲ့ဒီအဝါရောင်ခွန်93ပြီးရင်ဟောဒီအောက်က3နှစ်ခွန်တဲ့အဲ့3နှစ်ခွန်ကကျွန်တော်ဒီကမြင်ရတယ်ဒီမလေးသူ့ဘက်က3နှစ်ကိုနောက်3နှစ်ကိုရှေ့3နှစ်လောက်လောက်တာနော်အတွဲမပြည့်လောက်ထားပြီးတော့ဒီကနေပဲ1 2 3 4 5ခွန်သွားလိုက်တော့ဒီခွန်ထိတ်ကိုခွန်ပိတ်တယ်3နှစ်ခွန်လို့ပြည့်တယ်နော်တလက်စားပြမယ်နော်အစိမ့်ပြပြီးရင်ကျွန်တော်ဒီမှာပြမယ်ဒီ4 6ခွန်4 6ခွန်ကသူ့ရဲ့ရှေ့က4ထိတ်တပင်ကျော်က6ခါအဲ့4ထိတ်6ခါကလည်းဒီမှာ4ထိတ်6ခါလို့ဖြစ်တယ်အပေါ်ကခွန်ပိတ်ကပြန်ချလိုက်တယ်4 6ခွန်အဲ့ဒါဆိုရင်6ကြိမ်မှာခွန်93နော်9ကြိမ်မှာ3နှစ်ခွန်10ကြိမ်မှာ4 6ခွန်လို့ဖြစ်ပြီးဒါပထမကတ်နော်ပထမကတ်ပြီးတော့ကျွန်တော်ဒုတိယကတ်ကိုကြည့်မယ်ခုနပြခဲ့ပြီနော်ဒီမှာဒုတိယကတ်2015ကနောက်ပေါင်း6သူ့ရဲ့နောက်နှစ်6ကြိမ်မှာ80တဲ့နော်အဲ့ဒီ80ကလည်းဒီလိုပါပဲဗျာဟောဒီမှာခွန်ထိတ်တပင်ကျော်က2ခါတပင်ကျော်က3ညထိတ်လာမှာကတော့ခွန်နှစ်3ညနော်အဲ့ခွန်နှစ်3ညဒီခွန်ထိတ်ကနေ7ပဲပါဗျာ1 2 3 4 5 6 9 10 10နော်ခွန်နှစ်3ညလို့လာပြီးတော့အောက်ကဒီကဏ္ဍကလည်းသူ့ရဲ့ဘယ်ဘက်ကနောက်6 3ညကိုရှေ့6 3ညလို့အငိမ်တည်ထားတယ်နော်သူ့လိုပဲဒီဘယ်ဘက်ကနေပြီးတော့1 2 3 4 5ဒီ6ထိတ်ကို6ပိတ်နဲ့ပေးလိုက်တယ်6 3ည6လို့ဖြစ်တယ်အဲ့ဒါပြီးရင်ဒီကဏ္ဍကတော့တတိယကဏ္ဍကြည့်မယ်သူ့ရဲ့ဘယ်ဘက်ကပါဆိုရှေ့အတိုင်းပဲ4ထိတ်ရယ်ဒီပင်ကျော်က9ခါရယ်4ထိတ်9ခါကအဲ့မှာ4ထိတ်9ခါလို့ဖြစ်တယ်အပေါ်က6ပိတ်ကိုလည်းပြန်ချတယ်စောစောကခွန်ပိတ်ပါဗျာဟုတ်ပြီအဲ့တော့ကျွန်တော်တတိယကကြည့်မယ်နော်တတိယကကြည့်မယ်ဆိုတော့ကျွန်တော်ခုနပြခဲ့ပြီပြင်ကဒါ2025နောက်ပေါင်း6ရိုက်သွားပြီခုဒီဘက်မှာ6ကြိမ်ကနန်းကျွန်တော်တို့ကြည့်မယ်ကျွန်တော်ဒီမှာခွန်6လို့ထည့်တာနော်အဲ့တော့အဲ့ဒါကလည်းဒီတိုင်းပါပဲဗျာဒီမှာခွန်ထိတ်တယ်တပင်ကျော်က9ခါတယ်တပင်ကျော်က6ထိတ်တယ်ခွန်6နော်ခွန်6လို့လာမှာအဲ့တော့ဒီခွန်ထိတ်ကနေ10နှစ်ဆိုရင်1 2 3 4 5 6 9 10 10နော်အဲ့ဒီမှာခွန်6လို့ကျွန်တော်ထည့်ရမယ်ခွန်6လို့ထည့်ပြီးရတယ်အောက်ကဒီကောင်ကိုရှေ့အတိုင်းယူလို့ရှိရင်နောက်နှစ်ခွန်ကိုရှေ့နှစ်ခွန်လို့အငိမ်ထည့်ပြီးရင်ဒီဘေးဘက်ကနေပြီးတော့1 2 3 4 5ဒီခွန်ထိတ်ကိုခွန်ပိတ်နဲ့ကျွန်တော်တို့နှစ်ခွန်လို့ထည့်ကြည့်မယ်ထည့်ကြည့်ပြီးတာနဲ့အောက်ကဒီကဏ္ဍဒီရှေ့အတိုင်းဆိုရင်သူ့ရဲ့ဘယ်ဘက်က3ထိတ်ပါတကွန်ကျော်တော့1ခါပါအဲ့3ထိတ်1ခါက3ထိတ်1ခါလို့ဖြစ်ပြီးသူ့ရဲ့အထက်ကခွန်ပိတ်ကိုပြန်ချလိုက်လို့ရှိရင်တော့3တစ်ခွန်လို့ဖြစ်ပြီးအဲ့တော့ကျွန်တော်လူများကျွန်တော်ပေးချင်တာကဒီ site အရာဆိုရင်တော့6ကြိမ်မှာခွန်6 9ကြိမ်မှာ2ခွန်
8ချိန်မှာ3တစ်ခွန်လို့ဖြစ်ပြီးเนาะ6ချိန်ခွန်9ကြောက်9ချိန်2ခွန်ခွန်8ချိန်3တစ်ခွန်လို့ဖြစ်ပြီးကျွန်တော်တို့ထုံးစံတိုင်းပေါ့ဗျာတပွဲပြီးတပွဲရစေခြင်းနဲ့စိတ်ဆန္ဒနဲ့ကြိုးစားပြီးတော့တကွက်ထဲမှာနားပဲနဲ့เนาะအဲ့လိုလေးတွေပြပေးထားတာအဲ့တော့ကျွန်တော်လူတွေတော့ဒါတော့ကျွန်တော်စီရင်တော့နားလည်လောက်ပါပြီဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာဘေးအနေကင်းကြပါစီကောင်းကျိုးလိုအင်ဆန္ဒအများအမြန်ဆုံးတလုံးတော့ရတဲ့ပြည့်စုံကြပါစေအများအကျိုးဘာသာသာသနာအကျိုးလေးတေပို့ဆောင်ရွက်နိုင်တဲ့ပုံကိုယ်တွေဖြစ်ကြပါစေဗျာဟောစောက်ကြပါဆက်သက်ကြံစပါဆိုရင်တော့39 984 434 86နှစ်ပါဗျာမိုးစောက်ကျဲ39 984 434 86နှစ်ပါဗျာကျွန်တော်ကူညီဖို့စောင့်နေပါတယ်เนาะကျွန်တော်မိတ်ဆွေတယောက်ကပြောတယ်ဆရာရဲ့ဆရာဖုန်းနံပါတ်ပြောသွားတာမြန်လို့ကျမတို့ပြန်အတော်လိုက်မှတ်ရတာတဲ့မင်းညသူဖုန်းဆက်တယ်เนาะအဲ့ဒါကျွန်တော်တက်နိုင်တဲ့များတော့ကျွန်တော်မဆပါတယ်စောင့်ရှောက်ပါတယ်ကူညီပါတယ်တဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကပေါ့ဗျာเนาะအားလုံးဘဝအမိုးတွေပြည့်ကြပါစေဗျာ